ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဒီစီးပွားရေးလုပ်တဲ့လူတွေကသူတို့လုပ်ငန်းကိုအများကြီးတူတက်အောင်နေ့တိုင်းကြိုးစားနေတာဖြစ်တယ်မတူတက်ဘူးဆိုရင်တော့ဝင်ငွေလည်းမတူဘူးပေါ့နော်ကျွန်တော်ယုံကြည်သူလည်းထွန်းနေ၎င်းပဲမတူတက်ဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဒါကြောင့်ကျွန်တော်တို့ခက်ကြီးပြောင်းလဲလာတဲ့နဲ့မြတူတက်ပြောင်းလဲကြရမှာဖြစ်တယ်ဒါပေမဲ့အဲ့လိုတူတက်ပြောင်းလဲနေတဲ့အရာတွေအပေါ်မှာဘာကနေရာယူဖို့မပြောင်းလဲဘဲနဲ့နေရာယူဖို့လူတယ်လဲဆိုရင်ကျွန်တော်တို့ဒီတမာတရားကမပြောင်းလဲဘဲနဲ့ကျွန်တော်တို့ချုပ်ကင်ထားဖို့ရန်အင်မတန်အရေးကြီးပါတယ်ကြားထဲမှာတစ်ခုလေးကျွန်တော်ထပ်ပြောချင်တာမိသွားလို့ပေါ့နော်ကျွန်တော် 60B လားမသိဘူး A လားမသိဘူးဒီမှာကုစီသူတို့60B မှာကုစီသူတို့နေတဲ့ဖက်မှာဖြစ်တယ်မူရွာတဲ့အချိန်ဆိုရင်လုံးဝသွားလို့မရဘူးပေါ့နော်ဒီမိနစ်လည်းဘယ်လိုလာလဲဆိုတော့ရီကူးခါနီးနီးနဲ့ရောက်လာကြတယ်လို့သူပြောတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့တတားလေးအဖြစ်သဘောပေါ့နော်လူသွားနိုင်ရုံလေးစနစ်စကူစခန်းလေးရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာလည်းကျွန်တော်တို့သွားဖို့လှုပ်ဖို့ရန်အတွက်အစီအစဉ်ရှိနေတယ်အဲ့ဒီအတွက်လည်းပါဝင်လို့ရပါတယ်နော်ဒီမှာရှိတဲ့ယုံကြည်သူများခေါင်းမွန်စွာတွာလာလို့ရအောင်ဒါတွေကကျွန်တော်တို့ဒီတမိသားစုထဲနဲ့လှုပ်လို့ရတဲ့အရာတွေမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ညနေပဲသူတို့ကပစ္စည်းတွေစစုပြီးမှမနေ့ပြန်ပဲစလုပ်တော့မှဖြစ်ပါတယ်သူတို့ဟာနဲ့သူတို့ပိတ်ဆန်စုထားတာနော်ဒီအနည်းငယ်တော့ရထားတယ်ထင်ပါတယ်ဆိုတော့အဲ့လိုစုပေးတဲ့သမီးလေးဆရာမနုကော့ကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့နော်ဆက်လက်ပြီးမှပါဝင်ပေးဖို့ရန်အတွက်ကျွန်တော်ထပ်လောင်းပြီးမှမမိသွားမှာဆိုလို့ကြားထဲမှာကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့တုတ်လေးရအောင်နော်ကျွန်တော်တို့နိုင်ဝက်လုပ်ပဲကြံတော့တာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်တူတက်ပြောင်းလဲမှုတွေများအပေါ်မှာတမာတရားကသာလစ်ဟင်းသွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့တူတက်မှုတွေကျွန်တော်ရဲ့အောင်မြင်မှုတွေကအချီးနှီးဖြစ်သွားတယ်ခဏတာတော့ဖြစ်သွားတာပေါ့နော်ဒါကြောင့်ဖတ်လို့ရသလားတော့မသိဘူးနေ့အမဲရောင်နဲ့ဆိုတော့နော်ဒံယေလအခန်းကြီး3အငယ်18ကိုကျွန်တော်အခြေခံပြီးမှခွန်အားယူစေချင်ပါတယ်ကျွန်ုပ်တို့ကိုကိုးကွယ်သောဘုရားသခင်သည်မီးလောင်လျက်ရှိသောမီးဖူထဲကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုတော်ဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့သို့ကယ်လွတ်တော်မမူတော်လဲအရှင်မင်းကြီးကိုတော်ဤဘုရားကိုအကျွန်ုပ်တို့သည်ဝတ်မပြုတ်ပါတီထားတော်မူသောရွှေရုပ်ထုကိုလည်းမကူးကွယ်ပါဟုပြန်လျှောက်ကြ၏ဒီချမ်းပိတ်လေးကကျွန်တော်ကိုအင်မတန်မှတူထိထားတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောချင်တာကအဓိကကျွန်တော်ဥတီပြီးမှပြောချင်တဲ့အရာကနောင်လာနောက်သားများအတွက်သားသမီးတွေအတွက်ကျွန်တော်တို့ဘာအမွေထားခဲ့မလဲကျွန်တော်အသက်တာကြီးလာတယ်ကျွန်တော်နောက်မှာတက်လာတဲ့လူတွေအတွက်ဘာလုပ်ပေးခဲ့မလဲကျွန်တော်ငွေကြေးမေးပေးလို့လဲမချမ်းသာဘူးဒါပေမဲ့ကျွန်တော်တို့မှာအင်မတန်မှကြီးမားသောအရာလုပ်နိုင်တဲ့လူတိုင်းလုပ်နိုင်တဲ့အရာရှိတယ်အဲ့ဒါလေးကိုတစ်ချက်ဦးတည်ပြီးမှကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒီလူငယ်3ယောက်ရဲ့အကြောင်းကိုဒံယေလထဲမှာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီယောက်ရဲ့ယုံကြည်ခြင်းကလေအင်မတန်ကြီးမားပြီးမှဖခင်ကကျွန်တော်တို့ကိုကယ်တင်နိုင်ပါတယ်တဲ့မကယ်တင်နိုင်ရင်တော့မှကျွန်တော်တို့ကိုရောကိုဆက်လက်ယုံကြည်ပါမယ်ကျွန်တော်တို့ခဏခဏကြားရတယ်ကိုရောဒီစုကိုရောပေးမယ်ဆိုတော့ငါအမှုတော်ဆောင်တော့မယ်ငါစကတ်တော့မယ်ငါဘယ်လိုလုပ်မယ်လို့ကျွန်တော်တို့တူထားပေမဲ့အဲ့တလူယုံကြည်ခြင်းမျိုးမိတ်ဆွေမှာရှိတယ်ဆိုရင်ယုံကြည်ခြင်းဘူးလို့တယ်ရချင်းရှိမှကျွန်တော်တို့ကယုံကြည်မယ်ဆိုရင်တော့အဲ့ဒါကခိုင်မာတဲ့ယုံကြည်ခြင်းတော့လုံးဝမဟုတ်ကျွန်တော်ယုံကြည်ခြင်းရဲ့ပုံမှန်မူတည်လဲကျွန်တော်ရရှိမယ့်အရာပုံပဲတည်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဖခင်ကလေယုံကြည်ထိုက်သောဖခင်ဖြစ်တယ်
ဘာမှမလုပ်တော့ရင်တော့မှသူလုတ်ခဲ့သောအရာများအတွက်ကျွန်တော်တို့လုံလောက်ပါတယ်သူဟာဖျားဖြစ်တယ်အသက်ရှင်တယ်အရာခတ်သိမ်းကိုအုပ်ချုပ်သောထိန်ချုပ်သောဖျားဖြစ်တယ်ကျွန်တော်အသက်ဝိညာဉ်ထွက်သက်ဝင်သက်ကိုပိုင်တအုပ်စုမှုတော်မူသောဖျားကိုကူးကွယ်ခွင့်ရတာဒီကျွန်တော်တို့အတွက်အဲ့ဒါကူးကွယ်ခွင့်ရခြင်းဒီပြင်တင်ကျွန်တော်တို့အတွက်လုံလောက်ပါတယ်ဆိုတာပြောပြချင်ပါတယ်ဆိုတော့အနာဂတ်သောလူငယ်များမွေးထုတ်ဖို့ကျွန်တော်ဘာလုပ်ကြမလဲကျွန်တော်ဒံယေလအခန်းကြီး3 6အစက္ကွန်ဆက်ရှိကိုကျွန်တော်နားလည်ဖို့ရန်အတွက်ဘာလုပ်ဖို့လိုတယ်လဲဆိုတော့အခန်းကြီး3အငယ်1တော်၎င်းအခန်းကြီး1ကနေတော်၎င်းကျွန်တော်တို့ကပြန်သွားဖို့လိုပါတယ်ယူဒာပြည်ကနေစစ်သုံးဘန်းအဖြစ်ခေါ်လာကြတဲ့လူငယ်လေး3ယောက်ရှဒရက်မေရှက်အဘက်နီကိုတို့3ဦးအကြောင်းဖြစ်ပါတယ်သူတို့ရဲ့ကြီးမားသောယုံကြည်ခြင်းကျွန်တော်တွေ့ရတယ်ဘာဘီလုန်ဘုရင်နေဗုခဒ်နေဇာကနေဒီဘယ်လိုခေါ်မလဲယူဒာပြည်ကိုသူသိမ်းလိုက်တယ်ဗိမာန်တော်ကြီးကိုသူဖျက်ဆီးပြလိုက်တယ်ဖျက်ဆီးပြီးမှသူတို့ဗိမာန်တော်မရှိတော့ဘူးသူတို့နိုင်ငံလည်းအစိတ်အမော်မော်ဖြစ်ပြီးမှအဲ့ဒီထဲကနေအပြစ်ကင်းစင်တဲ့လူတွေငယ်ရွယ်တဲ့လူတွေတော်တဲ့လူတွေသူတို့နိုင်ငံအတွက်အသုံးပြုလို့ရမယ့်လူငယ်တချို့ကိုသူတို့က73ဘန်းဖြစ်ခေါ်သွားတာဖြစ်တယ်အဲ့ဒါလို့ခေါ်သွားတဲ့အချိန်မှာပထမဦးဆုံးဒီဘာဘီလုန်ရှင်ဘုရင်နေဗုခဒ်နေဇာကဘလောက်တော်တယ်လဲဆိုရင်ဒီလူငယ်တွေကအရေးချင်းရှိတယ်အရန်တော်တယ်ဒါပေမဲ့ဒီလူငယ်တွေကိုကျွန်တော်နိုင်ငံအတွက်အသုံးပြုလို့ရအောင်သူတို့ရဲ့အရေးချင်းထက်အရင်ဆုံးမလုပ်တယ်တိလားသူတို့ရဲ့ဖြစ်တည်မှုကိုပြောင်းလဲပြဖို့ကြိုးစားတာနွားကရီတောက်ပြမှာနှုတ်ထုတ်ပေးတယ်မွေလည်းရီတောက်ပြမှာဘာထုတ်ပေးလဲအစိတ်ထုတ်ပေးတယ်သူတို့တောက်တဲ့ရီကအတူတူပဲဒီကနေ့ကျွန်တော်ဘာရရှိတယ်လဲဆိုတာထက်ကျွန်တော်ကဘယ်သူလဲဒီတိုင်းပဲလောကီကြီးရာဆိုင်ရာအသွေးသားဖြစ်တည်မှုနဲ့ကျွန်တော်ယက်တည်ရင်ကျွန်တော်အသက်ရှုံရလိမ့်မယ်လူမီဒီကခရစ်တော်၌ရှင်အတစ်တော်တတဝါဖြစ်တယ်အဲ့ဒီအတစ်တော်ဖြစ်တည်မှုမရှိဘူးဆိုရင်ကျွန်တော်တွေ့သမျှကြုံသမျှဟာကျွန်တော်တို့ကြောက်စရာကြီးပဲအောင်မြင်မှုရရင်လည်းကြောက်စရာကောင်းတယ်ငွေကြီးရရင်လည်းကြောက်စရာကောင်းတယ်ဒါပေမဲ့သူဖြစ်တည်မှုအတစ်အဖြစ်အသက်ရှင်တော်သူတွေအရာခတ်သိမ်းသည်သူတို့ကောင်းဖို့အတွက်ဖျားသခင်ကဖန်တီးပေးတယ်အဲ့ဒါတမန်ကျမ်းစာကကျွန်တော်တို့ကိုတွင်တင်ထားတာဖြစ်တယ်အဲ့ဒါနဲ့သူကနာမည်လည်းပြောင်းတယ်ဖျားလည်းပြောင်းပေးတယ်အဲ့မဲ့ဒီလူငယ်3ယောက်ကလုံးဝပြောင်းလဲခြင်းမရှိဘူးသူတို့ဟာအဲ့ဒီရုပ်ထုကိုမကူးကွယ်တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲမိအိုင်ထဲအချင်းခံခဲ့ရတယ်ဖျားကယ်နိုင်တယ်တဲ့ဒါပေမဲ့မင်းကြီးကသူတို့ကိုအယမ်းချစ်တယ်တိလားသူအဲ့ဒီတည်င်းကိုချင်းညာပြစ်လိုက်တဲ့အခါမှာဘာလုပ်ထားတယ်လဲဆိုရင်တော့ဒီဘာတွေးလိုက်တယ်လဲဆိုတော့ဒီလူငယ်3ယောက်လုံးဝမကူးကွယ်ဘူးလို့သူတို့ကဘာလို့ခေါ်မလဲချင်းညာလိုက်တဲ့အခါမှာဒီလူငယ်3ယောက်ကိုနန်းတော်ထဲခေါ်တယ်မင်းတို့တကယ်မကူးကွယ်ဘူးလားအဲ့ဒါကမေတ္တာစကားဖြစ်တယ်မကူးကွယ်ဘူးဆိုရင်အမိန့်ချပြလိုက်လို့ရတယ်မချဘူးသူတို့ကအခွင့်အရေးပြန်ပေးတယ်မင်းတို့ငါလှုပ်ထားတဲ့ဟာငါကလောကဖျားဖြစ်တယ်ငါတီထားတဲ့အရာကိုမင်းတို့မကူးကွယ်ဘူးလားငါလက်ထဲကနေမင်းတို့ကိုဘယ်သူကယ်နိုင်မလဲလူငယ်3ယောက်ဘာပြောလဲငါတို့ကူးကွယ်တဲ့ဖျားကယ်နိုင်ပါလေကယ်ကောင်းကယ်လိမ့်မယ်မကယ်ရင်တော့မှဒီဖျားကိုပဲငါတို့ကူးကွယ်မယ်အရှင်မင်းကြီးလို့တဲ့ဖျားကိုငါတို့မကူးကွယ်နိုင်ဘူးသူတို့အနေနဲ့ခဏလေးကူးကွယ်ပြီးမှအရင်တိုင်းပြန်နေလို့ရပါတယ်ကျွန်တော်မြန်မာနည်းမြန်မာဟန်နဲ့ဆိုရင်ပေါ့နော်ဒါပေမဲ့သူတို့ကအဲ့ဒါလို့မလုပ်ခဲ့တာကျွန်တော်တို့
တွေ့ရတာပေါ့နော်ဒါကြောင့်တင်ယူစရာအချက်၃ချက်လေးပဲကျွန်တော်ပြောသွားမှာဖြစ်ပါတယ်သူရဲ့နောက်ခံကဘယ်မှာတွားတွေ့ရတယ်လဲဆိုရင်တော့ဒံယေလအခန်းကြီး1မှာတွေ့ရတယ်ဗိမာန်တော်ပျက်စီးခံရတယ်နောက်ပြီးတော့ဘာဘိလုန်နိုင်ငံကိုသူတို့ခေါ်သွားတယ်အပြစ်ကင်းစင်တဲ့ပြည်စုံသောလူငယ်များကိုခေါ်မှအဲ့ဒီလူငယ်ထဲမှာဒံယေလနဲ့ဆိုရင်တော့၄ယောက်ပေါ့နော်ရှဒရက်မရှက်အဘက်နီဂိုဒီ၃ယောက်ဒီ၄ယောက်ကပထမအဆုံးသူတို့ဘာလုပ်ခိုင်းတယ်လဲဆိုရင်တော့ခါလ်ဒီယာသူရဲ့ဘာသာစကားသင်ခိုင်းတယ်ဘာလို့လဲသူတို့ယူဒအပြင်မှာယူဒဘာသာစကားနဲ့ပြောမယ်ဆိုရင်တော့သူတို့ရဲ့ဖြစ်တည်မှုဘယ်တော့မှပြောင်းလဲလို့မရပထမအဆုံးသူတို့ရဲ့ဘာသာစကားကိုပြောင်းလဲဖြစ်တယ်နောက်ပြီးတော့နာမည်လည်းပြောင်းပေးတယ်သူတို့ရဲ့ဖြစ်တည်မှုကိုလုံးလုံးပြောင်းလဲဖို့ရှင်ဘုရင်ကကြိုးစားတာဖြစ်တယ်တနည်းအားဖြင့်ပြောဥနှောက်ဆေးလိုက်တာပေါ့ဥနှောက်အစေးကြောခံလိုက်ရတာပေါ့နောက်ပြီးတော့ဘာဘိလုန်နိုင်ငံရဲ့ယဉ်ကျေးမှုအလုံးကိုတစ်ခုချင်းစီလိုက်ခိုင်းတယ်ဒီမှာနည်းနည်းကျွန်တော်နှိုင်းရှင်ပြထားတယ်ဒံယေလဆိုတဲ့လူကဒံယေလဆိုတဲ့နာမည်ကဘာအဓိပ္ပာယ်လဲဆိုရင်ဘုရားသခင်ဒီငါ၏တရားသူကြီးဖြစ်တယ်အရာခတ်သိမ်းကိုတရားစီရင်တော့ဘုရားဖြစ်တယ်တဲ့ဒါပေမဲ့သူတို့ဘယ်လိုပြောင်းလိုက်တယ်လဲဘဲလ်တရှေဇာလို့နာမည်ပြောင်းလိုက်တယ်ဘဲလ်တရှေဇာကဘာလဲဘဲလ်ဖယားဤဒီကျွန်ုပ်အသက်တာကိုကာကွယ်တော်ဖယားဖြစ်တယ်ဆိုတော့အသက်ရှင်တဲ့ဖယားမဟုတ်တော့ဘူးဘဲလ်ဖယားကငါအသက်ကိုကာကွယ်တော်သူဖြစ်တယ်ဆိုသူ့နာမည်ကိုပြောင်းလိုက်တာနောက်တစ်ယောက်ကဟာနနီယဖြစ်တယ်ငါကိုအမြဲတမ်းဂျေဇုပြုတော်ဖယားဆိုတဲ့အဓိပ္ပာယ်ရတယ်ဟာနနီယဆိုတာဒါမဲ့ရှဒရက်လို့ပြောလိုက်တယ်ရှဒရက်ကအာကူဖယားအာကူဆိုတာကလဖယားဖြစ်တယ်အဲ့ဒီလဖယားရဲ့အမိန့်တော်ကိုနာခံတော်သူဆိုမှအနက်အိတ်ပဲတည်ရောက်ပါတယ်ဆိုတော့သူ့ကိုဘယ်လိုပြောင်းလိုက်လဲဒီဟာနနီယကနေရှဒရက်နောက်တစ်ယောက်ကပါလဲမီရှဲလ်ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကဒီဖယားနဲ့တူသူဘယ်သူရှိသလဲဖယားကိုလိုက်တူနိုင်တဲ့လူဘယ်သူရှိသလဲအသက်ရှင်တဲ့ဖယားကဘာနဲ့မှနှိုင်းလို့မရတော့ဖယားဖြစ်တဲ့အကြောင်းသူ့နာမည်ကိုသူ့နာမည်ရဲ့အဓိပ္ပာယ်ကအဲ့ဒါလိုပဲဖြစ်တယ်ဒါပေမဲ့သူ့ကိုမရှက်လို့နာမည်ပေးလိုက်တယ်မရှက်ဆိုတာကအာကူဖယားနဲ့တူတော့ဖယားမရှိဆိုမှပြောင်းပလိုက်တယ်နောက်ဆုံးတစ်ယောက်ကဘာတူလဲဆိုရင်တော့အာဇရိယဆိုတာကငါ့ကိုကူညီမဆတော့ဖယားအသက်ရှင်တော်ဖယားဆိုမှအဓိပ္ပာယ်တစ်ယောက်ပေမဲ့သူ့ကိုအဘက်နေဂိုဆိုမှနာမည်မှဲလိုက်တယ်အဘက်နေဂိုကနေဂိုဖယားဆိုတာကပညာရှိတော်ဖယားလို့အဓိပ္ပာယ်တစ်ယောက်တယ်ဆိုတော့ပညာအလုံးကိုပေးတော်ဖယားဤအစီခံဖြစ်တယ်ဆိုမှသူ့ရဲ့နာမည်ကိုမှဲ့ပစ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်သူတို့ကိုဥနှောက်ဆေးဖို့ကြိုးစားတယ်ဒါကြောင့်ပထမအချက်အနေနဲ့စစ်မှန်သောယုံကြည်ခြင်းဆိုတာဥပမာစစ်မှန်သောယုံကြည်ခြင်းဆိုတာထက်ဒီဗမာစကားနဲ့ကျွန်တော်မရှာနိုင်လို့စစ်မှန်သောယုံကြည်ခြင်းကျွန်တော်တို့ပြောလိုက်တယ်ပြည့်စုံသောယုံကြည်ခြင်းဆိုရင်ပူကောင်းမလားတော့မသိဘူးဘာလို့လဲအခုကျွန်တော်တို့ယုံကြည်တာကမစစ်မှန်တာတော့မဟုတ်ဘူးဒါပေမဲ့ရှဒရက်မေရှက်အဘက်နီဂိုတို့ရဲ့ယုံကြည်ခြင်းနဲ့နှိုင်းရင်တော့ကျွန်တော်တို့ကအယံသေးတာပေါ့နော်အယံသေးလို့အားကြီးတယ်ဒါကြောင့်အင်္ဂလိပ်လိုတော့ authentic faith လို့ခေါ်တာပေါ့နော်အတုကင်းသောယုံကြည်ခြင်းအယောအနော်ကင်းသောယုံကြည်ခြင်းအဲ့ဒါနဲ့ဘာနဲ့နှိုင်းယှဉ်ခြင်းတလဲဆိုတော့ commercial faith ဆိုတဲ့စီးပွားဖြစ်ယုံကြည်ခြင်းကျွန်တော်တို့ဖယားကိုကူးကွယ်တာကတော်တော်များများကလေစီးပွားဖြစ်ယုံကြည်ခြင်းနဲ့ပဲဖယားကူးကွယ်ကြတာဘာဖြစ်လို့လဲဆိုတော့ငါဒါရမငါချမ်းမာမငါဆုတောင်းတာအဖြေရလို့ဆိုတော့ကိုတော့ဟုတ်လားပြီထင်တာပေါ့ဟာငါဆုတောင်းတာလည်းအဖြေရတယ်နော်ငါသားသမီးတွေဆုတောင်းတယ်ဖယားအဖြေပေးတယ်ဆိုမှဖယားကိုအကြီးကျယ်ယုံကြည်တယ်ကဟုတ်လားပြီငါယုံကြည်ခြင်းကပြည့်စုံလားပြီလို့ပြောတယ်ဒါပေမဲ့ရှဒရက်မရှက်အဘက်နီဂိုမတူဘူးငါဖယားချမ်းမာခြင်းမပေးအောင်မှာငါနှုတ်မဆုပ်ဘူး
ငါဆက်သွားမယ်ဘာဖြစ်လို့လဲသူတို့ရဲ့ဖြစ်တည်မှုကိုကောင်းကောင်းသိထားတယ်ဖခင်ရဲ့ဖြစ်တည်မှုကိုလည်းသူသိထားတယ်ကျွန်တော်တို့ကရန်တမ်းပြီးမှဖခင်ကိုကိုယ်ကြတာအတိတ်ကဘာကိုကျွန်တော်တို့ကဒီအလေးထားတယ်လဲဆိုရင်တော့မိယူဖလာဘာသာခရီးယန်ဆိုရင်ခရီးယန်ဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓဘာသာအစ္စလာမ်ဆိုရင်အစ္စလာမ်ဒီဘာသာတရားကငါတို့ကိုကယ်တင်လိမ့်မယ်လို့ထင်ကြတာမကယ်တင်နိုင်ဘူးကျွန်တော်တို့ကိုကယ်တင်နိုင်တာအသက်ရှင်တဲ့ဖခင်ပဲရှိတယ်ဘာသာရေးထုံတန်းကကျွန်တော်တို့ကိုဘောင်ပဲခတ်ထားတာဖြစ်တယ်ပူ၍ယဉ်ကျေးစေတယ်ပူ၍လှပစေတာတော့အမှန်ပါပဲဒါပေမဲ့ဒီကနေ့အသက်ရှင်တဲ့ဖခင်ရဲ့ဖြစ်တည်မှုကိုကျွန်တော်တို့သိမှရမှာအဲ့ဒီအတိတရားသားသမီးကိုလက်ဆင့်ကမ်းပေးကြည့်ပါလားအဲ့ဒီသားသမီးကတမန်ကျမ်းစာပြောတယ်အခုနကလေးတွေကလည်းတင်ထားတယ်ငယ်ရွယ်စဉ်အခါတမန်တရားကိုသူတို့ရဲ့အတွေးခေါ်ထဲမှာထည့်ပေးပါတဲ့ကြီးလာတဲ့အခါဘယ်တော့မှမပြောက်တော့အဲ့ဒီတမန်တရားကိုသားသမီးရဲ့အင်မတန်ဖြူစင်လာတဲ့အတွေးခေါ်ထဲမှာကျွန်တော်ထည့်ထားဖို့လိုတယ်မစ္စည်းအောက်မှာသူတို့ပြောင်းလဲခြင်းမှပြောင်းလဲမယ်အခုကျွန်တော်အသက်ရှင်တာကျွန်တော်ယုံကြည်ခြင်းကိုစုပ်ကိုင်တာကကျွန်တော်လေ့လာတဲ့အရာတွေကျမ်းစာဖတ်တဲ့အရာတွေနော်နေ့စဉ်အသက်တာကြုံတွေ့တဲ့အရာတွေကအထောက်အမပဲဖြစ်တယ်တကယ်တမ်းအုတ်ချီကျွန်တော်ကိုချဖိတ်ခဲ့တယ်လို့ကကျွန်တော်ရဲ့မိဘနဲ့စနစ်စကူဆရာမတွေကငငယ်တုန်းကဘာမှမသိခင်တုန်းက foundation အုတ်ချီချခဲ့တဲ့အရာပေါ်မှာပဲဒါတွေပြန်တည်ဆောက်တာဖြစ်တယ်အဲကြောင့်ဒီကလေးငယ်လေးတွေအရန်တန်ဖိုးကြီးလွန်အားကြီးတယ်စနေစကူဆရာမလေးတွေနော်အဖူခအပိမနေဘူးမရှောင်ဘူးရောမရှောင်ရီထဲမှာအိုးအိမ်ရောက်တော့လေနော်ချောင်းဆူနော်ဒီအေးမိရင်းနဲ့ကျူစာပြီးမှလမ်းစိတ်တောင်မှမလုံမငါလေးနဲ့ကျွန်တော်တို့တွားကြတယ်နော်ကျွန်တော်တို့ဒီချူချန်မှကျွန်တော်လုပ်တဲ့အရာတွေအဲ့ဒီတတင်ကလေးမှာမိတ်ဆွေတွားခဲ့တဲ့ရက်ွက်လေးထဲမှာကလေးငယ်လေးတယောက်ရဲ့နှလုံးသားထဲမှာဖခင်ရဲ့ဖြစ်မှုတာအပြစ်ဆွဲသွားမယ်ဆိုရင်အဲ့ဒီကလေးအသက်ကစัจ java လာတစ်ခုလုံးတန်ဖိုးကြည့်ပါတယ်အယံတန်ဖိုးကြည့်လို့အားကြီးတယ်ဒါကြောင့်ကျွန်တော်တို့ commercial faith စီးပွားဖြစ်ယုံကြည်ခြင်းနဲ့အသက်ရှင်သေးတဲ့လူဘယ်နှယောက်ရှိလဲဒီမှာဆိုတော့ကိုစမ်းစစ်စေချင်တာပေါ့နော်ကျွန်တော်စီးပွားဖြစ်ယုံကြည်ခြင်းတက်နဲ့ကျွန်တော်တို့အသက်ရှင်လို့မရဘူးဆိုတာဥမာတမန်ကျမ်းစာထဲမှာဂတိအများကြီးရှိတယ်နိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုယင်ရှားကြံတဲ့အရာတွေပါတယ်လေအကုန်လုံးပြီးမယ်ရမယ်ဖြောင်းလာတဲ့အခါမှာလက်တင်ပါဆူတောင်းရင်ပါဖြစ်မလဲကျမ်းပါမယ်ကျွန်တော်တကယ်ဖြစ်သလားဖြစ်တဲ့အချိန်ရှိတယ်မဖြစ်တဲ့အချိန်ပုံများတယ်ဆူတောင်းနေရမယ်ပြောတယ်တကားကိုခေါက်လောက်ခေါက်လင်ဖွင့်မယ်ပြောတယ်တောင်းတယ်မရဘူးတကယ်တမ်းကျတော့ဖခင်ဂတိပေးပြီးသားဖြစ်တယ်ဘာဖြစ်လို့မရဘူးလဲဆိုရင်ကျွန်တော်တို့အဲ့ဒီအဖြေသာကျွန်တော်တို့ရခဲ့ရင်တော့ကျွန်တော်တို့ဘဝပျက်စီးမလားမိတ်ဆွေရဲ့ယုံကြည်ခြင်းကမှန်ကန်သောယုံကြည်ခြင်းဆိုရင်တော့မိတ်ဆွေဆူတောင်းတာမရတာဒီမိတ်ဆွေအတွက်အကောင်းဆုံးမဟုတ်တဲ့အတွက်ကြောင့်ဖခင်မပေးတာပဲဖြစ်မယ်ဒါပေမဲ့အဲ့ဒီထက်ပူသွားမယ်ဆိုတော့အဲ့ဒီဆူတောင်းခြင်းရမရဒီဖခင်ဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်သူရဲ့ဖြစ်တည်မှုဒီကူးကွယ်ထိုက်သောဖခင်ဖြစ်တယ်ဆိုတဲ့နှလုံးသားအဲ့ဒီအတိတရားနဲ့ကူးကွယ်နေမယ်ဆိုရင်တော့မိတ်ဆွေဘဝတစ်ခုလုံးဟာတင်းတန်းနဲ့ချီတဲ့နမိတ်လက္ခဏာနဲ့ပဲမိတ်ဆွေဆက်သွားမှာဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်ကူးကွယ်တဲ့ဖခင်နမိတ်လက္ခဏာဖခင်ဖြစ်တယ်။ဘာမဆိုနမိတ်လက္ခဏာနဲ့သူဥဆောင်တော်ဖခင်ဖြစ်တယ်။ကြည့်ဣသရေလလူမျိုးတွေကိုအီဂျစ်ကျွန်ဘဝကနေသူခေါ်ထုတ်တာဘယ်လိုခေါ်ထုတ်လဲ။နမိတ်လက္ခဏာ10ပါးကိုအရင်ပြုတ်ပြီးမှသူတို့ကိုခေါ်ထုတ်တာဖြစ်တယ်။အိမ်မတန်စိတ်နှလုံးမာကြောတဲ့ အီဂျစ်ဘုရင်ဖာရိုးရဲ့နှလုံးသားကြည်မွလောက်အောင်တစ်ခုပြီးတစ်ခုထုချေပြီးမှသူတို့ပိုင်ဆိုင်သမျှရွှေငွေယတနာတရိษံများနဲ့သူတို့ကိုဖျားထွက်ခိုင်းတယ်ပရမဦးဆုံးပင်လယ်နီကြီးတွေ့တယ်
အနောက်ကနေရန်သူတွေလိုက်တယ်ဖယားကမောရှိကိုတုံးပြမှာနမိတ်လက္ခဏာနဲ့ပဲ6တွေ့တဲ့လမ်းပေါ်သို့ရည်ပြင်းပေါ်မှာရှောက်ခိုင်းတယ်ဘိုက်စားတဲ့အခါဘာကြွေးတယ်လဲငုံသားနဲ့မနာမုံကြွေးတယ်ဘယ်ကလာလဲအဲ့ဒါမာရအရက်ရောက်သွားတဲ့အခါမှာရင်ငတ်လုံးလို့ဘယ်လိုနည်းနဲ့မှမနေနိုင်တော့အခါမှာသူတို့တောက်လိုက်တော့ရေကခါနေတဲ့အတွက်ကြောင့်ဖယားကဘာလို့ခိုင်းလဲမောရှိကိုဒုတ်တစ်ချောင်းယူပြီးမှရီထဲလွှင့်ပစ်ခိုင်းတာရီထဲလွှင့်ပစ်တာရီချူပြီးမှအကုန်လုံးပြန်တောက်ကြတော်ထဲမှာရီမရှိတဲ့နေရာပြန်ရောက်တယ်မောရှိထံတော့အတေပြန်ပြောတယ်ဒီကြောက်တုံးကြီးကိုအမိန်ပေးပါမောရှိကအမိန်ပေးုံတပါတုတ်နဲ့တခါတည်းရိုက်လိုက်တော့ရီထွက်လာတယ်မောရှိမှားပေမဲ့ဘုရားကတော့သူဂတိတည်တုံးပဲကျွန်တော်မှားတာလောက်ရမှားတာမှန်တာကိစ္စမရှိဘူးမိတ်ဆွေမှာယုံကြည်ခြင်းရှိဖို့ပဲလိုတယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီမှာစီးပွားဖြစ်ယုံကြည်ခြင်းကျမ်းစာထဲမှာရှိတယ်ကြည့်ကြည့်အောင်ကျွန်တော်ယုံကြည်ခြင်းနဲ့နိုင်ကြည့်အောင်လေနော်စီးပွားဖြစ်ယုံကြည်ခြင်းကကပ္ပဦးကျမ်းအခန်းကြီး28အငယ်20မှာဘသူစီမှာတွားတွေ့တယ်လဲဆိုရင်တော့ယာကုပ်စီမှာတွေ့ယာကုပ်ကဘာပြောတယ်လဲဖတ်ကြည့်အောင်အတူတူကျေးဇူးပြုဖို့ငါယခုသွားရလမ်းမှာငါကိုဆောင်မ၍စားเสียအစားဝတ်เสียအဝတ်ကိုပေးသနာတော်မူလျင်၎င်းငါသည်တဖန်အဘဤအိမ်သို့ငင်ဝတ်စွာပြန်သွား၍ထာဝရဘုရားသည်ငါဤဘုရားဖြစ်တော်မူလျင်၎င်းမှတ်တိုင်ပြု၍ငါထူထောင်သောဤကြောက်သည်လည်းဘုရားသခင်နှင့်ဗိမာန်တော်ဖြစ်ရမည်ပေးသနာတော်မူသမျှတို့ကိုစေဖို့တဖို့ပူဇော်ပါမည်ဟု၍တစ္ဆာပြုလေ၏ဘလောက်ကောင်းတယ်လေဒါပေမဲ့အဲ့ဒါကပြည့်စုံတဲ့ယုံကြည်ခြင်းလားမဟုတ်ဘူးကျွန်တော်ယာကုပ်ရဲ့ယုံကြည်ခြင်းလောက်မှာအသက်ရှင်တဲ့အခါမှာဘုရားကတော့လူအရင်တော့ကျွန်တော်တို့ကိုဖြည့်ပေးပေမယ်ရှဒရက်မရှက်အဘက်နီကိုတို့လိုဘုရားသခင်အန်အောဘွေနမိတ်လက္ခဏာကျွန်တော်မြင်ခွင့်မရှိဘူးစားစရာငါ့ကိုပေးငါတစ္ဆာရှိမယ်ကိုတော့ဟုတ်တယ်နော်သူပြောတာကနောက်ပြီးတော့ तू ကအဖေစီကနေထွက်ပြေးသွားမှ तू ဦးလေးစီမှာနေတာကိုဆိုတော့အဖေစီမှာ तू အကူရဲ့ရန်ကို तू အကူက तू တပ်ဖို့ကြိုးစားနေတာလေဘာလို့လဲ तू ကိုလိန်ပြီးမှ तू အကူကိုလိန်ပြီးမှအမွေသွားယူတာဆိုတော့ तू အကူက तू အခဲမကြည့်ဘူး तू ကိုတပ်ဖို့ကြိုးစားတယ်ဒါမဲ့အဖရင်ခွင်ထဲမှာ तू နေချင်တယ်အဖေရင်ခွင်ထဲမှာအန်ဒီရဲ့မရှိဘဲနဲ့ငါ့ကိုအသက်ရှင်ခွင့်ပေးမယ်ဆိုရင်ကိုတော့ကိုကျွန်တော်ယုံကြည်မယ်စေပုတ္တဖူလည်းမှန်မှန်ပေးပါမယ်ကျွန်တော်တို့ကောင်းကြီးရချင်လို့စေပုတ္တဖူပေးကြတာလားတော့မသိဘူးဒါပေမဲ့မကောင်းတာတော့မဟုတ်ဘူးနော်ကောင်းကြီးများများရချင်လို့စေပုတ္တဖူပေးတယ်စေပုတ္တဖူအပြင်များများပေးတယ်ရတယ်ကောင်းကြီးတော့ရမှာပဲအဲ့ဒါကလူတိုင်းအတွက်တမာရီယာဒါပေမဲ့ဒီကနေ့ထူထက်သာ၍မြင့်ရာသို့သွားခြင်းရင်တော့ကိုတော့ကောင်းကြီးမပေးလေငါတော့ကိုတော့ကိုအစီခံပါမယ်ကိုတော့ခိုင်းတာကျွန်တော်လုပ်ပါမယ်ဒါကြောင့်နှစ်ပေအခန်းကြီး3အငယ်18မှာဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလောဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်တဲ့ယုံကြည်ခြင်းမျိုးကဘာလဲဆိုရင်တော့ဒီယုံကြည်ခြင်းကအခြေအနေပတ်ဝန်းကျင်နဲ့မဆက်ဆက်တော့ယုံကြည်ခြင်းမျိုးဖယားနဲ့ပဲချိတ်ဆက်တဲ့ယုံကြည်ခြင်းမျိုးဒါကြောင့်ဖယားနဲ့ပဲချိတ်ဆက်ပြီးမှအခြေအနေဘယ်လောက်ရှိပါစေဒီအသက်ရှင်တဲ့ဖယားဟာဖယားဖြစ်မှငါသိတဲ့အတွက်ကြောင့်ငါနှုတ်မဆုပ်ဘူးဘယ်တော့မှငါနှုတ်မဆုပ်ဘူးလောကကိုကြောခိုင်းဘာလဲကာတိုင်းကိုရှိတာကာတိုင်းကိုရှိတာလောကကိုကြောခိုင်းကာတိုင်းကိုရှိတာ
လောကကိုကြောခိုင်နောက်ပြန်မလဲနောက်ပြန်မလဲရှိခတ်ယုံကြည်သူများကအဲ့ဒါလို့တွားခဲ့ကြလို့ဒီကနေ့မြန်မာပြည်ထိကဲတင်ချင်းရောက်လာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကနေ့စီပွားဖြစ်ယုံကြည်ခြင်းကနေခြေတလှမ်းတူကြရအောင်လို့အာမင်နောက်တစ်ယောက်ဒီထက်ပူမြင့်တဲ့ယုံကြည်ခြင်းရှိသေးတယ်နော်အဲ့ဒါဘယ်သူလဲဆိုရင်ယောဘအတ္တဖြစ်တယ်သူအခါယောဘသည်ထ၍မိမိဝတ်လုံကိုစုပ်လေစပြင်ကိုလည်းရိပ်၍မြေပေါ်မှာဝတ်လျက်ကူးကွယ်ပြေးလျင်ငါသည်အဝတ်မပါပဲအမိဝန်းထဲကထွက်လာ၏အဝတ်မပါပဲပြန်သွားတော်မူထာဝရဘုရားပေးတော်မူ၏ထာဝရဘုရားလည်းရုပ်သိမ်းတော်မူ၏ထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိပါစေတည်းဟုဆိုလေ၏ယောဘသည်ဤအမှုများနှင့်ကြုံတော်လဲမမှားယွင်းထာဝရဘုရားကိုလည်းအပြစ်မတင်ပဲနေ၏ဟာလေလုယာယောဘအတ္တကိုကြည့်တာသမီအင်မတန်ချောတဲ့လှတဲ့လူတွေဘယ်နှယောက်ရှိလဲ10ယောက်ရှိတယ်အဲ့ဒီ10ယောက်လုံးတရက်ထဲနဲ့အကုန်လုံးတည်သွားတယ်တရိษံမြောက်များစွာရှိတယ်လေကွက်များစွာရှိတယ်စားစရာတောက်စရာများစွာရှိတယ်တရက်အတွင်းမှာဖြစ်သွားလဲအကုန်လုံးပြာကျသွားတယ်ရန်သူတွေကအကုန်လုံးဆွဲပြဲသွားတယ်နောက်ဆုံးသူဘာဖြစ်သွားလဲခန္ဓာကိုယ်ပါအနှစိမ့်နေပေါ့ထိုင်လို့မရထလို့မရစားလို့မရအသက်ရှုလို့မရနောက်ဆုံးဘာလို့လဲဝေဒနာပြင်းထန်လို့ပြာပေါ်မှာကိုတုံးလုံးနဲ့လူပြမှာမချိမဆန့်ခံစားတဲ့အချိန်မှာသူမိမပြောတယ်မင်းဒီလောက်ခံစားမင်းဖျားပင်မာလေငါကိုဂျေဇုပြုတော်ဖျားပင်မာလေမင်းအော်နေတဲ့ဖျားမင်းကိုတစ်ချိန်လုံးမဆားတဲ့ဖျားမင်းသစ္စာရှိတဲ့ဖျားမင်းဒီလောက်ထိဝေဒနာခံစားနေတာငါမကြည့်ရတော့ဘူးမင်းဖျားကိုကျိန်ဆဲပြီးမှတေးလိုက်ပါတော့လားယောဘဘာပြောလဲဖျားပေးတယ်ဖျားပြန်ရုပ်သိမ်းသွားတယ်အဝတ်မပါဘဲနဲ့မွေးလာတယ်အဝတ်မပါဘဲနဲ့ပြန်သွားမယ်ထာဝရဘုရား၏နာမတော်သည်ကပ္ပအစစ်ဆက်မင်္ဂလာရှိပါစေတည်းအာမင်ကျွန်တော်တို့လုပ်နိုင်သလားဘုရားကအဲ့ဒီနေရာမှာကျွန်တော်ကိုဆွဲခေါ်ခြင်းနေတာအဲ့ဒီနေရာမှာအပြစ်အနာစာမရှိတော့အဲ့ဒါကကောင်းကင်ဘုံမှာမဟုတ်လောကမှာယုံကြည်သူများဘုရားရောက်စေခြင်းတဲ့နေရာဖြစ်တယ်အဲ့ဒီချိန်မှာအားငယ်ခြင်းဆိုတာလည်းမရှိတော့ဘူးအထီးကျန်တာလည်းမရှိတော့ဘူးပူပင်တော့ကလည်းမရှိတော့ဥချင်းနာချင်းတေးချင်းกินမဲ့တယ်ခံယူချက်နဲ့ထာဝရဘုရားသည်ငါ၏အသက်သွေးကြောဖြစ်တယ်ထာဝရဘုရားသည်ငါမိသားစုကိုဆောင်ရှောက်တော်ဘုရားဖြစ်တယ်ထာဝရဘုရားသည်ငါ၏အသက်ဝိညာဉ်ကိုကယ်တင်နိုင်တော်ဘုရားဖြစ်တယ်ငါအပြစ်ရှိနေတော်လဲသူအပြစ်တွေကိုအလုံးဖယ်ရှားပေးပြီးမှငါကိုဖြောင့်မတော်သူအဖြစ်နဲ့လက်ခံနိုင်တော်ဘုရားငါမှရှိတယ်ကျွန်တော်ဘုရားကိုတည်ကြသလားဘုရားကောင်းမြတ်တယ်လို့တော့អော်ကြတယ်ဘုရားတကယ်ကောင်းမြတ်သလားသူရဲ့ကောင်းမြတ်ခြင်းမှာကျွန်တော်တကယ်နေရာယူသလားဖယားကောင်းမြတ်လွန်းတဲ့အရာကကျမ်းစာပြောတယ်ဖြစ်သမျှသောဆင်းရဲဒုက္ခကစကျွန်တော်အတွက်အကောင်းဆုံးကိုအမြဲတမ်းတည်ပြီးမှအကောင်းဆုံးကိုပဲလုပ်ပေးတော်ဖယားဖြစ်တယ်ဒုတိယအကောင်းဆုံးဖယားဘယ်တော့မှမလုပ်ကျွန်တော်ကဒုတိယတတိယအကောင်းတာလေးမရတဲ့အခါမှာပက်လက်လန်ငါဖျားပါမှာမဟုတ်အကောင်းဆုံးကိုပဲဖျားကရရှိချင်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုဇိပရိုဟိတ်အမျိုးနော်တန်ရှင်သောအမျိုးအပြစ်အနာစာကင်းစင်သော
အမျိုးအဖြစ်မထိုက်မတန်ပဲနဲ့ခရစ်တော်ကိုယုံကြည်သမျှသောသူများကိုဘုရားကချီးမြှောက်ပေးတာဖြစ်တယ်ဘုရားနိုင်ငံတော်ရဲ့မိသားစုဝင်အဖြစ်ဘုရားကကျွန်တော်တို့ကိုတိမှတ်ပြုပေးတာဖြစ်ပါတယ်လို့လောဘမဟုတ်ဘူးเนาะအဲ့ဒါယောဘအခန်းကြီး7:35မှာငါကိုတတ်တော်မူ၍ငါမျှော်လင့်เสียမရှိတော့လေရှေ့တော်၌ကိုအပြစ်ကိုဖြီးရစကားကိုငါလျှောက်ထားမည်ကျွန်တော်စဉ်းစားလို့မရငါကိုဘုရားကတတ်ရင်တော့မှငါအပြစ်ဖြီးရရတဲ့ပူဇော်မယ်ကိုတော့ဘာဖြစ်လို့ယောဘကအဲ့ဒါလိုပြောနိုင်လဲသူရဲ့အသက်တော်မှမနှမျောတော့ဘူးဘာဖြစ်လို့လဲဖခင်ရဲ့မဆချင်းသူရလားမရဘူးဖခင်ဆောင်ရှောက်ချင်းသူရလားမရဘူးအသက်ဘာဖြစ်လဲအနေရဖြစ်လာတယ်ဒါမဲ့ဖခင်ဘယ်သူလဲဆိုတာကောင်းကောင်းသိတယ်ဘာကြောင့်လဲဘယ်လူသိလဲဖခင်ဟာကောင်းမြတ်သောဖခင်ဆိုတာသူသိတယ်ကျွန်တော်အဆူတစ်ခုမြင်တာနဲ့ဖခင်မကောင်းမြတ်ဘူးလို့ပဲကျွန်တော်တို့ကမှတ်ချက်ချကြတယ်ဒါမဲ့ဖခင်ဘယ်ဖျားကိုငါကူကွယ်တယ်လေသူ့ကိုတတ်တဲ့အခြေအနေဖြစ်နေတော့မှငါအတွက်ကောင်းတာပဲဖြစ်မယ်ဆိုဖျားကိုစိတ်ချတော့မယ်အဲ့ဒါလို့စိတ်ချမျိုးနဲ့ဖျားဘယ်သူလဲဆိုသူသိတဲ့အခါမှာဖျားကပြောလဲငါ၌တစ္ဆာရှိသောငါဤသားယောဘဖြစ်တယ်စာတန်ကပြောတယ်အလကားပါသူကိုရောကိုစိတ်ချတာကိုရောကိုယုံကြည်တာကိုရောကိုတစ္ဆာထားတာကကောင်းကြီးပေးလို့တာသမီလှလှလေးတွေချောချောလေးတွေပေးတာကိုအောက်ဆာများစွာနဲ့ပတ်ရစ်ထားတာကိုဒါတွေမရှိဘဲနေကြည့်သူတစ္ဆာဖောက်လိမ့်မယ်ကဲလှုပ်ကြည့်ယောဘယုံကြည်ခြင်းကဆက်သွားတော့မယ်စာတန်လည်းစိတ်ဓာတ်မကြဘူးသလားဟုတ်ပါတယ်တဲ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကချမ်းမာနေတာကိုသူ့ရဲ့ခန္ဓာကိုယ်သာချိနေအောင်လောက်ခွင့်ပေးမယ်ဆိုတော့ကိုရောကိုတစ္ဆာဖောက်လိုက်မယ်အေးသူ့ရဲ့အသက်တော်မယူနဲ့ဒါမှမင်းကြိုက်တယ်လို့လုပ်ကြည့်တစ္ဆာဖောက်မလားယောဘဆက်လက်ပြီးမှတစ္ဆာရှိနေခဲ့တာဖြစ်တယ်အဲ့ဒါလိုမျိုးစိတ်ဓာတ်ကိုကျွန်တော်ဘယ်မှာထပ်တွေ့တယ်လဲဆိုသခင်ယေရှုမှာထပ်တွေ့တယ်သခင်ယေရှုဘာပြောခဲ့လဲအကျွန်ုပ်အဘဤခွတ်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လင်လွန်သွားပါစေတော့သို့တော်လဲအကျွန်ုပ်ရဲ့အလိုရှိသည့်အတိုင်းမဖြစ်ပါစေနဲ့ကိုတော့အလိုရှိသည့်အတိုင်းဖြစ်ပါစေတော့ဟုဆုတောင်းလေ၏ကျွန်တော်နှုတ်နဲ့တော့ခဏခဏတောင်းဖြစ်လိမ့်မယ်ထင်တယ်အဲ့ဒါတကယ်ဖြစ်ရင်ဘယ်လိုလုပ်မလဲသခင်ယေရှုကိုကြည့်လိုက်သူအဖမ်းခံရတယ်မလားပြီးရင်သူကိုငင်းဆဲကြတယ်သူသွားမဲ့လမ်းသူသိလားသိတယ်သူတခါပါပြောခဲ့လေရှင်ဘုရင်ကသူ့ကိုမေးတဲ့အခါမှာငါကူငါကယ်တင်ခြင်းရင်တဲ့ကောင်းကင်တမန်တထုကြီးကိုငါချက်ချင်းခေါ်ပြီးမှငါကယ်လို့ရတယ်သူတီမာတိကြီးနဲ့သူခမေးတော်ကိုသူယုံကြည်ခဲ့တယ်ဘာဖြစ်လို့လဲဖယားကနောင်မှာလုပ်မဲ့အရာကိုသူမြင်တဲ့အခါမှာမိတ်ဆွေနဲ့ကျွန်တော်ငရဲသွားမဲ့အရာဒီကနေ့ဗိမာန်တော်ထဲရောက်လာမှယုံကြည်ပြီးမှကောင်းကင်မှာငရဲကနေလွတ်ပြီးမှကောင်းကင်မှာထာဝရဖယားနဲ့ထာဝရကနေထာဝရတိုင်အောင်ကောင်းတဲ့နေရာသူရောက်ဖို့ရန်သူမြင်တဲ့အခါမှာသူခန္ဓာကိုယ်တည်တာကဘာမှမပြောပါလို့တော့အဲ့ဒါကိုမြင်တဲ့အတွက်ကြောင့်ဟေဆရာကပြောလေသူရရှိမဲ့အရာပျော်ရွှင်စွာအပြစ်သားများအသက်တာပြောင်းလဲလာပြီးမှသူနဲ့အတူထာဝရအိမ်တော်ထဲမှာနေမဲ့အရာကိုမြင်တဲ့အခါမှာထူအရာတွေကိုကြီးမားသောအရာဟုသူမမှုတော့ဘူးနောက်ဆုံးခုနသမီးလေးကတချင်းလေးဆိုပေးသွားတယ်ကာရဏီလမ်းကိုသူလျှောက်ခဲ့တာဖြစ်တယ်သ
ခင်ယေရှုကကျွန်တော်တို့ကိုထပ်ဖိတ်တယ်ကာရီနီလန်မှာတွားကြရအောင်ပန်းခင်လန်မဟုတ်ဘူးစုခင်လန်ဖြစ်တယ်လမ်းနဲ့တွေ့ရှိတယ်လမ်းကျေကတော့တွားလို့ကောင်းတယ်အန်ဒီရဲ့ကင်းတယ်ဒါပေမဲ့အဆုံးကြတော့ပျက်စီးခြင်းတို့ရောက်ငါတွားတဲ့လမ်းကလမ်းချင်းဖြစ်တယ်ခက်ခဲတယ်ဒုက္ခအများကြီးတွေ့မယ်နော်နောက်ဆုံးအသက်ပါရှုံနိုင်တယ်သို့တော်လည်းအဆုံးကြတော့ထာဝရအသက်ရှင်ခြင်းတို့ရောက်မယ်ဒီကနေ့ကျွန်တော်ဘယ်လမ်းရွေးမလဲဘူရိတ်ကောင်းသောယုံကြည်ခြင်းဖြစ်တယ်ဒုတိယအချက်ခုနပြောတဲ့ဖခင်ရဲ့ဖြစ်တည်မှုဖခင်ရဲ့ဖြစ်တည်မှုအပေါ်မှာကျွန်တော်တို့ကဗဟုပြုတ်ပဲဘာလဲကြောက်ဆူးလားတင်ပေါ်ရက်စေတဲ့အရာအဲ့ဒီကြောက်ဆူးကိုဘယ်မှာကျွန်တော်ချမှရမလဲထာဝရဖခင်ရဲ့ဖြစ်တည်မှုအပေါ်မှာကျွန်တော်ရဲ့အသက်တာကြောက်ဆူးချိတ်ထားမှသာလျှင်ဘယ်မုန်တိုင်းတိုက်တိုင်းကျွန်တော်တို့ကလုံခြုံမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်သောဖခင်သခင်သည်မီးလောင်လျက်ရှိသောမီးဖူထဲကကျွန်တော်တို့ကိုကယ်လွှတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွှတ်တော်မူလိမ့်မည်သူကယ်လွှတ်တော်မမူတော်လဲအရှင်မင်းကြီးကိုရောဤဖခင်ကိုကျွန်တော်တို့ဒီဝတ်မပြုတ်ပါဘာကြောင့်လဲဖခင်ဘယ်သူလဲဆိုတာသူတို့ကောင်းကောင်းသိတယ်ဖခင်ရဲ့ဖြစ်တည်မှုမှာသူတို့ရဲ့နှလုံးသားသူတို့ရဲ့ခံစားချက်သူတို့ရဲ့အတွေ့အခေါ်သူတို့ရဲ့ဘဝသူတို့ရဲ့အရှင်သန်ခြင်းကိုတည်ထားတယ်အဲ့ဒီအချိန်မျိုးမှာရှင်ဘုရင်ကဘာပြောတယ်လဲအတောင်60မြင့်နေအကျေက6တောင်ကျဲတဲ့ရွှေနဲ့ထုထားတဲ့ရုပ်ထုကြီးကိုသူ့ရဲ့နိုင်ငံအလယ်မှာထောင်လိုက်တယ်ဘာဖြစ်လို့နိုင်ငံမှာရှိတဲ့လူအလုံးဒီဖခင်ကိုကိုးကွယ်ရမလဲဥမငွတ်တော်သူသည်အမတန်မှပြင်းထန်သောမီးဖူထဲသို့ချပစ်ခြင်းခံရအဲ့ဒီအမင်းကိုထုတ်တဲ့အခါမှာရှရက်မရှက်အဘက်နေကောဘာလို့လဲငါတို့မကူကွယ်နိုင်ဘူးငါတို့မှဖျားရှိတယ်ဆိုတော့သူတို့နာမည်ပြောင်းသွားတယ်ပြောင်းသွားတဲ့နာမည်သူတို့အသက်တာမှာထိရောက်မှုမရှိဘူးသူတို့ယဉ်ကျေးမှုပြောင်းလဲပေးတယ်သူတို့ရဲ့ဘာသာစကားပြောင်းလဲပေးတယ်ဒါပေမဲ့ဖျားကိုသူတို့တည်တဲ့တည်စိတ်ဘယ်တော့မှမလွတ်ဘူးအဲ့ဒါလို့မလွတ်တဲ့အခါမှာသူတို့ဘာလုပ်လဲရှင်ဘုရင်ကြီးကသူတို့ကိုအယမ်းချစ်တဲ့အတွက်ကြောင့်နန်းတော်ထဲခေါ်သွားတယ်မင်းတို့ပြန်ပြောင်းတော့မင်းတို့မကူကွယ်မင်းတို့သိမာဆိုမှယင်တဲ့နှလုံးသားတဲ့အနက်ရှိုင်းဆုံးတွေကမေတ္တာတည်းနဲ့သူတို့လွတ်ရလွတ်ကြောင်းသူလက်စွပ်နဲ့တစိတ်ခတ်ထားတဲ့ဟာပြန်ဖြတ်လို့မရတော့တဲ့အတွက်ကြောင့်မင်းတို့ပြုပြင်ကြပါသူတို့တတိရှိပါပြောလေကိုတော့လက်ထဲကနေငါတို့ကိုးကွယ်တဲ့ဘုရားကယ်နိုင်တယ်မကယ်တော်လဲဒီဘုရားကိုမကိုးကွယ်ဘူးဘာကြောင့်လဲသူကိုးကွယ်တဲ့ဘုရားကိုသူသိတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုဖျားကိုတုံ့ပြန်မှုပြဿနာကြားထဲမှာကျွန်တော်တို့ရဲ့တုံ့ပြန်မှုအခက်ခဲတွေကြားထဲမှာဖျားကျွန်တော်တို့ရဲ့တုံ့ပြန်မှုကဘာဖြစ်မလဲသူတို့ရဲ့တုံ့ပြန်မှုကြတော့ဗာလဲဖျားကိုသူတို့လှုပ်စေခြင်းတဲ့အရာကိုဗာလဲအဲ့ဒီအရာပေါ်မှာမူတည်ပြီးမှဖျားကိုတုံ့ပြန်ကြဒီအရာဖျားကိုလှုပ်စေခြင်းနဲ့ဖျားကျွန်တော်တို့စိတ်ထဲမှာရုပ်လုံးဖော်ကြည့်ပါမိသားစုထဲမှာဖျားကိုးကွယ်တယ်ဘာအတွက်လဲသားသမီးတွေကောင်းစားဖို့အခြေအနေပြန်ကောင်းဖို့စကားနာထောင်ဖို့ဆင်းရဲဒုက္ခကင်းဖို့ပြဿနာတွေပြေလည်ဖို့အဲ့ဒါကိုအာယုံစိုက်ပြီးမှဖျားလှုပ်ပြီးယုံကြည်ခြင်းတူတက်လာတယ်လို့ကျွန်တော်တို့ထင်ကြတယ်ဒါပေမဲ့ရှဒရက်မေရှက်အဘက်နေဂိုရိုရဲ့ယုံကြည်ခြင်းဟာဖျားဘလူတုံ့ပြန်တယ်လေဆိုတဲ့အရာပေါ်မှာမမူတည်ပဲနဲ့ဖျားရဲ့ဖြစ်တည်မှုအပေါ်မှာပဲမလှုပ်နိုင်အောင်သူတို့ကရပ်တည်တာဖြစ်တယ်အဲ့တလောက်ထိဖျားကိုတည်တယ်သူတို့ကအဲ့တလောက်ထိဖျားကိုတည်တယ်
ဥပမာတစ်ခုလေးကျွန်တော်ပေးချင်ပြောချင်တယ်ကျွန်တော်တို့ဂျွန်မတ်အမေနဲ့အိမ်ထောင်ကြတော့ကတပတ်လောက်သာကျွန်တော်နေခဲ့ပြီးမှကျွန်တော်တို့၄နှစ်လောက်ကွဲကွာခဲ့ရတယ်အဲ့ဒီမှာသူပြောခဲ့တဲ့စကားလေးကျွန်တော်အသက်တာကိုလုံခြုံစေတယ်ကျွန်တော်အသက်တာကိုတစ္ဆာရှိခဲ့စေတဲ့အရာက၄နှစ်စဉ်းစားကြည့်လေအဲ့ဒါကျွန်တော်စိတ်ပြင်းနေပြီအသက်ရှင်တာမဟုတ်ဘူးစားစရာမရှိဘူးအိတ်စရာနေရာတော့မရှိဘူးကျန်းစာကြောင်းတက်တာအခုကျန်းစာကြောင်းတက်တဲ့လူတွေစိန်ပဲနော်ကျွန်တော်ကအိတ်ပဲနေရာမရှိဘူးနည်းနည်းရှိတဲ့လူတွေစီမှာတငယ်ချင်းဒီညလေးနေ့စီမှာအိတ်လို့ရမလားအေးတညပဲနော်အေးဟုတ်ကဲ့တညအိတ်နောက်တအိမ်ပြောတယ်ပြောင်းတယ်နောက်တအိမ်ပြောင်းတယ်10အိမ်လောက်ပြောင်းသွားတဲ့အခါဘယ်သူမှလက်မခံချင်တော့အဲ့ဒီအချိန်မှာလီမယားကြားထဲမှာပြဿနာတက်ဖို့အရန်မလွယ်ဘူးလားအရန်လွယ်တယ်လူချင်းလည်းမမြင်အခုလိုဖုန်းလည်းပြောလို့မရနော်ဘာမှချိတ်ဆက်လို့မရဘူးအင်တာနက်လည်းမရှိဘူးစာရေးမယ်ဆိုရင်တော့စာတစ်စောင်သူ့စီရောက်ဖို့က2လကြာတယ်အဲ့နဲ့သူလည်းတည်င်းတွေအများကြီးကြားတယ်ကျွန်တော်စီကနေပြန်သွားတဲ့လူတွေကတည်င်းတွေအများကြီးပြောတယ်ဒါပေမဲ့သူနဲ့ဖုန်းပြောဖို့ရန်အတွက်ကျွန်တော်ကျူးစာမှတစ်ခါလေးဖုန်းပြောခွင့်ရခဲ့တယ်သူစကားလေးတစ်ခုကျွန်တော်ကိုကနေ့အထိရှင်သန်စေတဲ့အရာလေးကငါယောက်ျားကတဲ့လူပြူဘဝတုန်းကတော့မှတစ္ဆာရှိခဲ့တာအဲ့ဒီလူဦးကြီးကပဲတစ္ဆာမရှိဘဲနေမလဲငါအပေါ်မှာတစ္ဆာရှိမှာပဲလို့သူကျွန်တော်ကိုပြောခဲ့ကျွန်တော်လှုပ်ချင်တဲ့အပြစ်အလုံးလည်းပျောက်သွားတယ်ပြောချင်တာကကျွန်တော်ရဲ့ဖြစ်တည်မှုအဲ့ဒါကလူသဘောပဲရှိသေးတယ်ဖယားကိုတကယ်သိသလားမိတ်ဆွေဖယားကောင်းမြတ်တယ်ဆိုတာတကယ်သိသလားဖယားကလူအပေါ်မှာဘာလုပ်မလဲဆိုတာတကယ်သိသလားတကယ်သိတယ်ဆိုရင်တော့ကျွန်တော်တို့တစ္ဆာရှိပြီးမှဒုထန်သူဦးငွေရုံမှတပါကျွန်တော်လှုပ်เสียပါမှမရှိအဲ့ဒါကြောင့်ဟာဘကုတ်ကပြောတယ်ခြံထဲမှာဘာအတီးမှမတီးဘူးအိမ်အောက်မှာဘာတရိษံမှမရှိတော့ဘူးတောင်ရထဲမှာဘာစားစရာမှမရှိတော့ဘူးအကုန်လုံး6ကပ်ပြမှဗါတဲ့အငတ်ပဲကြုံတွေ့ရင်လေငါဖယားကငါမင်္ဂလာရှိပါစေတည်းငါဆက်ချီးမွမ်းအောင်မယ်ဟာလေလုယာဒါကြောင့်စာလံကျမ်း30အငယ်ခုံကနေ30မှာထာဝရဘုရား၏ခေါင်းကင်တမန်တို့သည်ကိုတော်ကိုကြောက်ရွံ့သောသူတို့ပတ်လည်၌တက်ချ၍သူတို့ကိုကယ်မကြ၏ထာဝရဘုရားကောင်းမြတ်တော်မူကြောင်းကိုမြည်ဆန်း၍တည်မြင်ကြလော့ကိုတော်ကိုခိုလုံသောသူသည်မင်္ဂလာရှိ၏ကိုတော်ကိုကြောက်ရွံ့သောသူတို့သည်ချူတဲ့နွမ်းပါခြင်းမရှိရဟာလေလုယာဆရာကြီးယူဒတန်ကတော့ကိုတော်ကိုခိုလုံတော်သူ၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလူရအတိတ်ပဲပါလေကောင်းတာဘယ်တော့မှမပြတ်လက်ဘူးလို့ပြောတာဟာလေလုယာအဲ့ဒါဖခင်ရဲ့အဖြစ်တရားကြီးနော်ဖခင်ရဲ့အဖြစ်တရားဒါကြောင့်အဲ့ဒီသူ့ရဲ့ကောင်းမြတ်ခြင်းကိုလာမီးကြည့်ပါမီးစမ်းကြည့်ပါဖခင်ရဲ့ကောင်းမြတ်ခြင်းမမြင်ဘဲနဲ့ကိုယ့်ရဲ့ဝန်စာအတွက်နေစဉ်ဒုက္ခအတွက်မိသားစုအတွက်တစ်ချိန်လုံးမမောနိုင်မပန်းနိုင်ကျွန်တော်တို့ဒီတိုင်းပဲအသက်ရှင်မယ်ဆိုရင်တော့နောက်ဆုံးအသက်တာပါဆုံးတော့မယ်ဘာအကျိုးရလဲမေဆိုဘာအကျိုးမှမရှိဒီနေ့အသက်ရှင်တဲ့ဖခင်ရှိတယ်မိတ်ဆွေဟာလေလုယာအသက်ရှင်တဲ့ဖခင်ရှိတယ်မပြောင်းလဲတော့ဖခင်ရှိတယ်မနေ့ယနေ့နောင်ကာလမပြောင်းလဲဘူးအရာခတ်သိန်းကိုဘာနဲ့အောင်မြင်တယ်လဲနော်တကူတော်နဲ့မဟုတ်ဘူးစစ်လက်နဲ့လည်းမဟုတ်ဘူးချစ်ချင်းမေတ္တာနဲ့အောင်မြင်တော်ဖခင်ရှိလူတွေအကြောက်ဆုံးပြဿနာဖြစ်တဲ့အိုချင်းနာချင်းသေချင်းကိုဘာနဲ့အောင်မြင်ခဲ့လဲချစ်ချင်းမေတ္တာနဲ့အောင်မြင်ခဲ့
တရားစီရင်ခြင်းတရားခွင်အားလုံးကဘာပေါ်မှာရှိတဲ့တရားခွင်အားလုံးထက်ပူ၍မြင့်မြတ်ပြမှာထာဝရတရားစီရင်ခြင်းဖယားသခင်ရှိတော်မှောက်မှာတရားစီရင်ခြင်းကိုမေတ္တာနဲ့အကုန်လုံးအကြည်အလယ်ကျွန်တော်တို့အတွက်ဖြည့်ရှင်ပေးခဲ့တယ်မိတ်ဆွေအတွက်ဖြည့်ရှင်စရာမလိုတော့တခုပဲလိုတယ်သူသခင်ကိုခိုလှုံတော်သူသူသခင်ကိုကူးကွယ်တော်သူသူသခင်ကိုကူးစားတော်သူသူသခင်ထ၌အသက်တာစက္ကတော်သူဒီသူသခင်ရဲ့အရေးကိုခိုရလိမ့်မယ်ဟာလေလုယာဒါကြောင့်အမြင့်ဆုံးသောဖခင်၏ကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်၏အရေးကိုခိုရလိမ့်မည်ဖယားကငါကေနှုတ်မဲတဲ့ဘာကြောင့်ကေနှုတ်မလဲငါကိုချစ်တော်ကြောင့်သူ့ကိုငါကေနှုတ်မည်ငါကိုတိတော်ကြောင့်သူ့ကိုငါချီးမြှောက်မည်မိတ်ဆွေဖယားကိုတိသလားကျွန်တော်ကောင်းလို့ဖယားချီးမြှောက်မှာမဟုတ်ဘူးကျွန်တော်ကုသကောင်းမှုများများလုပ်နိုင်လို့ဖယားကောင်းကျွန်တော်ကိုမချီးမြှောက်ဘူးဖယားကိုတိမှသူချီးမြှောက်မှာဖယားကိုချစ်မှသူကာကွယ်မှာဒီကနေ့ချစ်ဖို့ကကျွန်တော်ရွေးချယ်ပိုင်ခွင့်ရှိတယ်ရွေးချယ်ပိုင်ခွင့်ရှိတယ်တကယ်တမ်းကျချစ်ချင်းမေတ္တာဆိုတာရွေးချယ်မှုပဲကျွန်တော်တို့ကတော့ချစ်ချင်းမေတ္တာဆိုတော့ဘယ်လိုထင်လဲငါမြင်ချင်းသဘောကြတော့ကွာအဲ့ဒီမြင်ချင်းသဘောကြတာကအဲ့ဒါချစ်ချင်းမေတ္တာမဟုတ်ဘူးအဲ့ဒါတဏှာကိလေသာစိတ်အဲ့ဒါဖခင်ကငါ့ကိုချစ်တော်သူကိုငါကယ်တင်မယ်တင်းဒီလက်ရဖက်၌လူတစ်ထောင်လက်ဝဲဖက်၌လူတစ်ထောင်လဲတော်လဲမထိခိုက်ရဘူးတဲ့ဟာလေလုယာတကယ်သိသလားအဲ့ဒီဖခင်ကိုယောဘလူငါအဝတ်ချီဗလာနဲ့လောကမှာမွေးလာတယ်ဗလာနဲ့ပြန်သွားရလိမ့်မယ်ငါကိုတိုက်ရင်အောင်မှသူတခင်ကငါမင်္ဂလာရှိပေစပါစေတည်းဘာကြောင့်လဲဘာလို့အဲ့လိုပြောနိုင်လဲကျွန်တော်တို့ကဓာတ်နဲ့ရွေရင်အောင်မှသူဖရားရဲ့နှလုံးသားကိုတည်တဲ့အတွက်ကြောင့်ပြုံချင်းနဲ့ရင်ဆိုင်ရုံမှတပါမရှိပါဘူးဒါကြောင့်ဘာကြောင့်လဲသူဖရားသည်စူတော်ဖရားမဟုတ်လူတယောက်ကောင်းပြီးဖောက်ပြန်တတ်တဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးမနေ့ယနေ့နောင်ကာလမပြောင်းလဲတော်ဖရားလူတွေပေါ်မှာအကောင်းဆုံးကိုပဲလုပ်တော်ဖရားလူတွေကိုကယ်တင်နိုင်တော်ဖရားအပြစ်ထက်ကနေကယ်တင်နိုင်တော်ဖရားဥချင်းနာချင်းသေချင်းဒုက္ခတွင်အမျိုးစုံထက်ကနေကယ်တင်နိုင်တော်ဖရားဖြစ်တယ်ဟာလေလုယာသူဖရားကိုလက်ခုပ်တီးပြီးမှချီးမွမ်းကြရအောင်အဲ့ဒီဖရားကိုတည်တဲ့အတိကိုဖခင်များမိခင်များသားသမီးတွေစီမှာအမွေပေးအောင်ကျွန်တော်တို့နောင်လာနှုတ်သားများအတွက်ပေးလို့ရတာအကောင်းဆုံးကဒါပဲရှိသူတို့ဘယ်တော့မှပျောက်တော့မှာမဟုတ်မပျောက်ဆုံးနိုင်တော့ဘူးဒါကြောင့်အဲ့ဒီယုံကြည်ခြင်းမျိုးကိုဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်6မှာကျွန်တော်တို့တွေ့ရတယ်ယုံကြည်ခြင်းမရှိရင်ဖခင်သခင်ရဲ့စိတ်တော်နဲ့တွေ့နိုင်အဲ့ဒီယုံကြည်ခြင်းကဘာယုံကြည်ခြင်းမျိုးလဲကိုတော့ငါဆုတောင်းတာပေးမယ်ငါသားကိုကယ်တင်ပေးရင်ကိုတော့ကိုငါကူးကွယ်မယ်အဲ့ဒါမဟုတ်ဘူးအဲ့ဒါ commercial faith ဘာလဲစီးပွားဖြစ်ယုံကြည်ခြင်းကျွန်တော်တို့တင်းတို့ဆရာတွေနဲ့အမှုတော်ဆောင်များရဲ့အတွေးခေါ်နဲ့စီပွဲသမားတွေရဲ့အတွေးခေါ်ကတကယ်တခါဆန့်ကျင်ဖက်ဖြစ်တယ်စီပွဲသမားကြတော့ငွေအရင်ရှိမှအလုပ်လုပ်မယ်အမျက်ရှိမှအလုပ်လုပ်မယ်ကျွန်တော်တို့ကအဲ့လိုလုပ်လို့မရဘူးလေဘယ်မှာအရင်ရှိဘူးလို့လဲကျွန်တော်အရင်ကဖရားပဲဖြစ်တယ်ဟာလေလုယာပိုက်ဆံရှိလို့ဗိမာန်တော်တည်ဆောက်တာမဟုတ်ဘူးပိုက်ဆံရှိလို့ဧဝံဂေလိဟောတာမဟုတ်ဘူးမရှိဘဲနဲ့သွားတယ်ဖခင်ကမဆပေးတယ်ဟာလေလုယာဖခင်ကကျွန်တော်ရဲ့ဘန်ပဲနော်
ယုံကြည်ခြင်းတာလင်ဖခင်နှလုံးသားနဲ့ထိတွေ့နိုင်တာဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းရဲ့သဘောတဘာဝကဖခင်ကယုံကြည်သောသူများကိုဘာလုပ်တတ်လဲဆုလက်ပေးတတ်သောဖခင်ဖြစ်တယ်အင်္ဂလိပ်လိုတော့အရင်လှတယ်တိလား the rewarder of faith rewarder ကျွန်တော်တို့ဆုပြန်ပေးတော့ဖခင်ဖြစ်တယ်အဲ့ဒီပြန်ပေးတတ်တဲ့ဖခင်ရှိတာကိုကျွန်တော်ယုံကြည်ကြရအောင်ဘုရားသခင်သည်တဲ့ကောင်းမြတ်ပြစ်မှာတင့်အတွက်အကောင်းဆုံးကိုမိတ်ဆွေထက်တောင်မှတည်တော်ဖခင်ဖြစ်တယ်ကျွန်တော်ကိုယ့်ကိုမတည်ဘူးကိုယ့်အတွက်ကောင်းတာမတည်ဘူးတခါလေကျွန်တော်အစိတ်ပြစ်မှန်မတည်ဘဲနဲ့နင်းမိတယ်တူးမိတယ်ရွေးမိတယ်အဲကြောင့်ဖခင်မပါဘဲနဲ့ယောက်ျားမရှာကြနဲ့ဖခင်မပါဘဲနဲ့မိန်းမလည်းမရှာနဲ့မွေပွေးခပိုက်ပိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဖခင်နဲ့ပဲရှာရအောင်ဟယ်လိုလူငယ်တွေအရန်ငိန်နေလားနည်းနည်းတက်ကြွမယ်ထင်တာလေလုံးဝစိတ်မဝင်စားသလားမသိဘူးဒါကြောင့်ဖခင်ပါခိုင်းပါကိုယ့်အတွက်အကောင်းဆုံးကိုဘယ်သူသိလဲဖခင်သိတယ်ငါဒီတင်နှုတ်ဖက်၌ငါနေမယ်ဒါကြောင့်တခြင်းဆက်တဲ့ဆရာကငါတို့ဖက်မှာဖခင်ရှိမဲ့ဆိုရင်ငါတို့တစ်ဖက်မှာဘယ်သူယက်တည်နိုင်မလဲဟာလေလုယာဘယ်အရာကမှယက်တည်လို့မရဘူးဒါကြောင့်ယုံကြည်ခြင်းဖခင်များကအဲ့ဒီဖခင်သခင်ရဲ့ဖြစ်တည်မှုအပေါ်မှာယက်တည်တဲ့အတွက်ကြောင့်သူ့ရဲ့ဂတိကိုတည်ထားတဲ့အတွက်ကြောင့်သူတို့ရဲ့ယုံကြည်ခြင်းကဖခင်ဖြစ်တည်ခြင်း၌အခြေခံတဲ့အတွက်ကြောင့်သူတို့မျှော်လင့်သောအရာမရဘဲနဲ့အသက်ခံရတယ်အငင်းဆဲခံရတယ်အဆုံးထိသူတို့သွားတယ်သူတို့မျှော်လင့်တာရလားမရဘူးသူတို့မျှော်လင့်တာပါလေတိလားဒီကနေ့မိတ်ဆွေနဲ့ကျွန်တော်ရဲ့အခြေအနေကိုသူတို့မျှော်လင့်တာအရင်တုန်းကဖခင်ကလူနဲ့အတူမနေဘူးလူကကျူးစာပြီးယုံရတာအဲ့ဒါကြောင့်အပြစ်လွတ်တဲ့ခြင်းတဲ့အခါမှာတိရစ္ဆာန်တွေတိုက်ရတယ်ဖခင်ကူးကွယ်တဲ့အခါလက်ချိပလာနဲ့ကူးကွယ်လို့မရဘူးအိမ်မှာကူးကွယ်လို့မရဘူးဗိမာန်တော်ထဲသွားရတယ်တောင်ပေါ်တက်ရတယ်ရစ်ပူဇော်ရတယ်သူတို့လူချင်းတာကဖခင်နဲ့အတူနေဖို့ပဲဆိုတော့ဒီကနေ့ကျွန်တော်တို့ယုံကြည်သူများဓမ္မသစ်ခက်မှာတော့ဖခင်သခင်သည်သူ့ရဲ့ဗိမာန်တော်အဖြစ်ယုံကြည်သူများရဲ့ခန္ဓာကိုယ်ကိုရွေးချယ်ထားပြီးသားဖြစ်တယ်ဒီနှုတ်ကငါဘယ်တော့မှမစွန့်ဘူးအဆုံးထိတိုင်အောင်ဒီနှုတ်တူငါနေမယ်ဝိညာဉ်တော်ဖခင်ဟာအရင်တုန်းကတော့ဆင်းလိုက်လူတွေရဲ့ပြဿနာဖြေရှင်းပေးလိုက်ပြန်သွားလိုက်လူတွေစီပြန်လာလိုက်ပြန်သွားလိုက်ဒီကနေ့ဝိညာဉ်တော်ဖခင်ဟာယုံကြည်သူများရဲ့အသက်တာမှာငါဒီတကားရှိမှာခောက်လက်နေအကျဉ်သူဒီနှလုံးတကားကိုဖွင့်ပြီးငါကိုလက်ခံအံ့ထုသူနဲ့အတူငါစားတော့မယ်ဘယ်တော့မှမထွက်တော့ဘူးကျွန်တော်နဲ့အတူအဆုံးထိတိုင်အောင်နေမယ်ဖခင်ဆိုတာရှိတယ်ဒါကြောင့်ဂတိတော်ကိုမရဘဲသူတို့ဆုံးသွားကြတယ်ဒုက္ခခံကြတယ်အသက်ခံကြတယ်အပြစ်တရားနဲ့လောကအရာအစားယုံကြည်ခြင်းပြည့်စုံစေသောခရစ်တော်ကိုစစ်စစ်ကြည်ရှုကြတယ်အဲ့ဒါကြောင့်စတီဗန်ဂဲနဲ့အပေါက်ခံတော့လူတိုင်းကသူ့ကိုဂဲနဲ့ပေါက်ကောင်းကင်မော်ကြီးပြီးမှဘုရားသခင်စီအော်ဟစ်တဲ့အခါမှာပြုံကြီးနဲ့တည်သွားတာဖြစ်တယ်ယုံကြည်သူများစွာတရိษံချင်းတဲ့အစာငတ်အောင်လှောင်ထားတဲ့စာငတ်အောင်လှောင်ထားတဲ့ချင်းတဲ့ကတွင်ထဲမှာထည့်တဲ့အခါမှာချင်းတဲ့အကုန်လုံးဖယ်စားတယ်ဒါပေမဲ့သူတို့တချင်းဆူရင်းနဲ့ပျော်ကြီးဆက်သွားကြတယ်တာ၍မြင်ရာဂုံမြင်ပေါ်မှာခြေလန်းစိတ်နာမတော်မူပါကိုရီးယားနိုင်ငံကိုဂျပန်ကကိုလိုနီလာချဲတော့ကဂျပန်စင်တူဖျားအလုံးကိုကိုရအဲ့ဒီအမိန့်ထွက်လာတော့တင်းနိုဆရာဒီတယောက်ပြီးတယောက်တတ်ကြတယ်အဲ့ဒီချိန်မှာတင်းနိုဆရာတစ်ပါးကအတင်းသားအယောက်30လောက်ပဲရှိတယ်မြေအောက်မှာဂူလို့ပြမအဲ့ဒီမှာဖျားဝတ်ပြုကြတယ်အဲ့ဒီမှာ
အဖမ်းခံသွားတော့သူ့နာမည်ဂျုကချူလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကသူ့ရဲ့ဇနီးတဲ့ကိုဖမ်းပြီးမှသူ့ကိုလည်းဖမ်းပြီးမှအတင်းသားတွေကိုစောင့်ကြည့်ခိုင်းမှသူ့ရဲ့မိန်းမသူ့ရဲ့ဇနီးတဲ့ကိုအဝတ်အကုန်လုံးချက်မှပြောင်းပြန်တဲ့ကျူးမှတုံထားတယ်မင်းစင်တူဖျားမကူကိုနေမိန်းမငါတို့အခုတတ်မယ်ငိုတယ်တုံခါလောက်အောင်ရင်နာတယ်ဒါပေမဲ့ငါဖျားကိုငါမစွန့်နိုင်ဘူးသူဇနီးကိုသူပြောတယ်တစ္ဆာရှိပါမင်းနဲ့အတူဖျားရှိတယ်သူတို့မနိုင်တဲ့အဆုံးမှာသူတို့ဘာလုပ်ခဲ့တယ်လဲဒေဦးကိုညီရဲနေအောင်ပူအောင်ထားပြီးမှအပေါ်မှာမုံကြော်ပြီးမှအဲ့ဒီဒေဦးကိုလက်နဲ့ကင်ခိုင်းပြီးမှသူ့ဇနီးတဲ့ကလက်နဲ့ကင်ပြီးမှလက်ကနဲ့အရှိတွေကြာလာသူ့ယောက်ျားကိုကြွေးခိုင်းတယ်နောက်ဆုံးစူအမတန်ချွန်တဲ့နဲ့စူတန်ချွန်ကြီးတွေကိုအပြစ်ထောင်ထားပြီးမှအဲ့ဒီပေါ်မှာလမ်းလျှောက်ခိုင်းတယ်အတင်းသားတွေပတ်ပြီးမှကြည့်ခိုင်းတယ်အတင်းသားတွေကဘာလုပ်လဲသိလားငူကျွေးပြီးမှအဲ့ဒီမတ်တရက်တဲ့အချိန်မှာအဲ့ဒီတင်းနှုတ်ဆရာကမတ်တရက်ထားမှသူစူးပေါ်မှာလမ်းဆလျှောက်ပြီးမှတာ၍မြင်ရာကုံမြင်ပေါ်မှာခြေလန်းစိတ်ငါမတော်မူပါဒီတချင်းလေးဆိုပြီးမှဆုံးသွားတယ်အဲ့ဒီသွေးရဲ့ music ကအခုကိုရီးယားနိုင်ငံနှိုးထမှုဖြစ်စေတယ်အာရှမှာထိတ်ဆုံးမှာပြေးနေတဲ့နိုင်ငံဖြစ်သွားတယ်အသက်ရှင်တဲ့ဖျားကိုသူတို့ရဲ့နိုင်ငံတဝက်လောက်ကကနေတည်သွားကြတာဖြစ်တယ်စဉ်းစားကြည့်မြန်မာပြည်မှာအများဆုံးငွေကြေးအသက်တာပေးဆက်တာကိုရီးယားလူမျိုးတွေဖြစ်တယ်ဒါကြောင့်သူတခင်ကိုစေ့စေ့ကြည့်ပြီးမှအမတန်မှခက်ခဲလာတဲ့ကျွန်တော်ဘဝကိုရင်ဆိုင်ကြရအောင်နောက်ဆုံးအောင်မြင်သောယုံကြည်ခြင်းထို့သောယုံကြည်ခြင်းတွေအမြဲအောင်မြင်တတ်တာဖြစ်တယ်ဖခင်ကလွတ်မြောက်ခွင့်ပေးမည်ဟုယုံပေမဲ့မလွတ်ရင်လေသူ၌ဆက်ယုံကြည်နေရန်တစ္ဆာပြုတ်ခဲ့တဲ့ရှဒရက်မရှက်နဲ့အဘေနေဂိုကဲ့သို့မိထဲမှာသူတို့ချပြလိုက်တယ်မိထဲချတဲ့အခါမှာဘယ်လိုချလဲဒီလားမိကိုရှင်ဘရင်ကအစပေါင်းဘလောက်တူခိုင်းလဲခုနစတူခိုင်းတယ်ခုနစတူလို့မိပူလွန်းလို့သူတို့ကိုမိထဲချတဲ့လူတွေကအကုန်လုံးသေသွားတယ်ဒါမဲ့သူတို့၃ယောက်သေသလားမသေဘူးအဝတ်စလည်းမလောင်ဘူးစံတပြင်းတော့မလောင်ဘူးမိခုနဲ့တော့မထွက်ဘူးဒါနဲ့ရှင်ဘရင်ကနေဗုခဒ်နေဇာမင်းကြီးကြည့်တဲ့အခါမှာဟာခမရတို့ချတာဘယ်နှယောက်လဲ၃ယောက်ဟိုမှာ၄ယောက်ဖြစ်နေတယ်အဲ့ဒီ၄ယောက်မြောက်ကဖျားသားတော်ဖြစ်လိမ့်မယ်သူတို့ကမကေရင်လေတစ္ဆာရှိတဲ့အခါမှာဖျားသားတော်ဒုက္ခထဲမှာသူကိုယ်တိုင်ဆင်းလာတာဖြစ်တယ်အဲ့ဒါနဲ့အဲ့ဒီမိဖူထဲကနေပြန်ထုတ်ကြပါလို့မြန်ထွက်လာပါလို့အမိန့်ပေးတဲ့အခါသူတို့ထွက်တော့မိခုနဲ့တော့မထွက်ဘူးမိခုနဲ့တော့မထွက်ဘူးရှင်ဘရင်ပြောလဲတနိုင်ငံလုံးရှက်ဒရက်နဲ့မရှက်အမနစ်ကိုဒန်ယေဒတို့ရဲ့ဖျားကိုဒီကနေ့ကစပြီးဝတ်ပြုကိုကိုယ်စီဟာလေလုယာဖျားဖြစ်တည်ခြင်း၌ယုံကြည်ခြင်းထားတာမအောင်မြင်တာဘာမှမရှိအောင်မြင်သွားတာဖြစ်တယ်ဒါကြောင့်အောင်မြင်သောယုံကြည်ခြင်းဆိုတာကကိုယ်ဖက်၌ဖျားရှိကြောင်းသိခြင်းဖြစ်တယ်ဖျားရဲ့ရွေချက်တာအမြဲတမ်းကောင်းတယ်ဆိုတာသိခြင်းဖြစ်တယ်ဖခင်ကမိတ်ဆွေကြုံသမျှသောအရာများကိုမိတ်ဆွေအတွက်ကောင်းတယ်ထင်ပြီးမှဖခင်ကကြုံခိုင်းတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ယောမအခန်းကြီး8:28 30ကိုယ့်အကိုပြန်ဖတ်ပါဖခင်တခင်ကိုချစ်တော်သူဒီဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တငီတငွတ်တည်ပြုစုကြသည်ကိုငါတို့သိကြ၏။ဒါကြောင့်ဒီယောအခန်းကြီး9မှာဖယားသားသမီးများဖြစ်လင်တဲ့လောကကိုအောင်တတ်တယ်ကျွန်တော်ဖယားသားသမီးတွေဖြစ်မှာဖယားကိုတည်တော်သူဖြစ်ကြရ
ဖယားဘယ်လိုသိနိုင်မလဲတမန်ကျမ်းစာကိုတအုပ်လုံးကြည့်ပြီးမှဖယားမသိပဲဖြစ်နိုင်တယ်အသက်ရှင်တဲ့ဖယားဖြစ်တဲ့ကြောင့်ကိုယ်တိုင်သူ့ဖယားကိုခေါ်လို့ရတယ်ဖိတ်လို့ရတယ်မိသားစုထဲမှာဖိတ်ရအောင်မိမိအနာဂတ်အတွက်ဖယားဖိတ်ရအောင်ကိုရောအကြောင်းမမေးနဲ့ကိုရောကိုသိချင်တယ်လို့မေးရအောင်ကိုရောနဲ့ပူသိချင်တယ်ကိုရောကိုရကောင်းမြတ်ခြင်းကိုမိဆန်ခွင့်ပေးပါကိုရောဖယားကောင်းမြတ်မှန်တည်ရင်ယုံကြည်ခြင်းတူပွားလာမှာဖြစ်တယ်ရှင်မဿဲအခန်းကြီး28အငယ်20မှာကတ်ကဘာကုံဒီတိုင်အောင်တင်းတို့နဲ့အတူငါရှိမယ်အလုံးမတရထရပါ